ပတ်ဝန်းကျင်မှာခင်ဗျားတို့ယူနေဘူးဆိုတာကိုတက်တည်ပြဖို့ဘာကြောင့်အရန်ခက်လဲတည်လား1983ခုနှစ်မှာစိတ်ပညာပါမောက္ခဒေးဗစ်ဟာပုံမှန်ကျမ်းမာတဲ့လူရှိယောက်ကိုယူလိုဟန်ဆောင်စေပြီးစိတ်ကျမ်းမာရေးစေယုံထဲတိတ်တဆိတ်စေလုပ်ခဲ့ပါတယ်ကျွန်တော်တို့ခေါင်းထဲအတန်တွေကြားနေရတယ်ဆိုပြီးလိန်ပြောခဲ့ကြတာပါအဲ့ဒီနောက်စိတ်ကျမ်းမာရေးစေယုံရောက်တာနဲ့သူတို့ကပုံမှန်အတိုင်းပြန်နေပြခဲ့ကြတယ်ဒါပေမဲ့ဆရာဝန်တွေကသူတို့ကိုယူနေတော့မဲလို့ထင်ပြီးသူတို့ဘာသာစာအုပ်ထဲစာရေးနေတာကိုတောင်ယောဂလက္ခဏာလို့မှတ်တမ်းတင်ခဲ့ပါတယ်အော်စရာကဆရာဝန်တွေမတိပေမဲ့အခန်းထဲကတကယ်စိတ်ဝေဒနာရှင်တွေကတော့ဒီလူတွေကဟန်ဆောင်နေတာဆိုတာကိုချက်ချင်းရိပ်မိခဲ့ကြတာပါပဲဒီအကြောင်းကိုတိတော့နာမည်ကြီးဆေးရုံတစ်ခုကစိတ်ပညာရှင်ဒေးဗစ်ကိုအပြင်းထန်စိန်ကုန်ခဲ့ပါတယ်ငါတို့ဆေးရုံမှာနောက်ထပ်ဒီလိုအလိညာတွေဘယ်တော့မှအဖြစ်မခံဘူးအေးမင်းတို့လူတွေကိုလွတ်ရင်လွတ်ကြည့်လိုက်စမ်းဒေးဗစ်ကလည်း3လအတွင်းလူနာအတုတွေထပ်လွတ်မယ်လို့သဘောတူခဲ့ပါတယ်3လပြည့်တဲ့အခါဆေးရုံကရောက်လာတဲ့လူနာတွေထဲက41ယောက်ဟာဒေးဗစ်လွတ်လိုက်တဲ့လူနာအတုတွေပဲဖြစ်ပါတယ်ဆိုပြီးတော့မှအဲ့ဒါငါတို့ဖမ်းမိထားတယ်ဆိုပြီးကြေညာချက်ချက်ချင်းထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ဒေးဗစ်ရဲ့အဖေကအားလုံးကိုစွန့်အားသွားစေခဲ့တယ်ကျွန်တော်အဲ့ဒီဆေးရုံကိုဘူးမှမစေလို့ခဲ့ပါဘူးတဲ့တကယ်တော့ဆေးရုံကဖမ်းမိလိုက်တဲ့41ယောက်ဟာအမှန်တကယ်စိတ်ကူးတမှုလိုအပ်နေတဲ့လူနာအစ်စ်တွေဖြစ်နေခဲ့တာပါဒါကိုကြည့်ရင်လူစိတ်ဆိုတာကိုယ့်ဘက်ကအထင်တစ်ခုတစိမ့်တစ်ခုဆွဲကပ်ထားပြီဆိုရင်အမှန်တရားကိုဘယ်တော့မှမမြင်နိုင်တော့တဲ့သဘောပါပဲပတ်ဝန်းကျင်ကတော့အမြင်တစ်မျိုးနဲ့ကိုယ်တစိတ်ခတ်ဆုံးဖြတ်နေတဲ့လူတွေရှိတာကိုယ်တိုင်ကတော့သူဘာလို့မူမမှန်ဘူးလို့ထင်နေတာမျိုးရှိလားမိမိရဲ့အမြင်အတွေ့အကြုံအတွေးခေါ်ကို comment မှာဝေမျှပေးခဲ့ပါအခုလို psychology နဲ့ပတ်သက်တဲ့ knowledge တွေ content တွေကြည့်ချင်တယ်ဆိုတော့ Kungchen iFlower ကို follow လုပ်ထားဖို့နေတယ်နော်